ပြီးကေဆိုတာလေနေတိုင်းလိုတွေ့နေကြဝါနေကြရာတစ်ခုပေါ့ဒါပေမဲ့ဒီလိုသားမှန်မုံလေးတစ်ခုရဲ့နောက်ွယ်မှာဘယ်သူမှထင်မထားလောက်တဲ့အရှေကြီးတူတူလေးကိုစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းကြီးတစ်ခုရှိနေတယ်ဆိုတာကိုရောသိကြပါသလား ဟုတ်ပါတယ်ကြားလိုက်ရင်တော့မယုံနိုင်စရာပဲနော်အခုပါဆက်ထဲမှာဝါနေတဲ့ PK ဟာတကယ်တော့2000ပေါင်းများစွာတက်တိုင်းရှိပြီဖြစ်တယ်လူသားတွေရဲ့ရှေ့အကြောင်းဆုံးအလေးအထက်ဒီထက်ကတစ်ခုကနေဆင့်တက်လာတာပါကဲဒါဆိုရင်အထက်ကိုအတူတူပြန်ပြီးခရီးထွက်ကြည့်လိုက်ရအောင် ပထမဆုံး PK ကဘေးကစချေတာလေအဖြေကတော့လေကျွန်တော်တို့ထင်ထားတာထက်အများကြီးပို့ပြီးတော့ရွှေ့ကြပါတယ်တခုခုကိုပါဆက်တဲ့ထဲပြီးဝါကျင်တဲ့စိတ်ကလူတွေမှာရွှေအကြားဆုံးအလေးအထက်တစ်ခုလို့ထင်နေခဲ့တာပါ ချိလိုက်ပါအောင်ဒါကတော့အခိုင်အမာဆုံးတက်တယ်ပါပဲစကန်ဒီနေးဗီးယားဒေသမှာရှေးဟောင်းသူတွေတနက်ပညာရှင်တွေတွေ့ရှိခဲ့တဲ့ဘူဇပတ်ပံအခောက်ကနေရတဲ့ကတ်တရားစေခဲ့တစ်ခုပါတကယ်ကိုအောင်စရာကောင်းတာကဒါဟာနှစ်ပေါင်း9000တက်တန်းရှိနေပြီဗျာအထဲမှာလူတွားရတဲ့တောင်တိုင်းသားတွေးချရတာပါဒါကိုကဘာပေါ်မှာရှေ့အကျော်ဆုံး PK လို့ပြောရင်လည်းမမှားပါဘူး ဒါပေမဲ့ဒီလိုဝါတဲ့အကျင့်ကစကန်ဒီနေဗီးယားမှာပဲရှိခဲ့တာလားဆိုတော့မဟုတ်ပါဘူးအခုခေတ် PK တွေမပေါ်ခင်မှာကဘာတဝန့်ကလူတွေကတော့ဘာတွေကိုဝါခဲ့ကြတယ်လို့ထင်ပါတယ်လေ ဒီ timeline ကိုကြည့်လိုက်ရင်ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်တစ်ပုဒ်ကိုတွေ့ရမှာပါ Scandinavia ကပိစပတ်ပင်ကတိတရားဆေးကန်နီရှေးကဂရီလူမျိုးတွေဝါခဲ့တဲ့ Mastic အစေးပြီးတော့ Maya လူမျိုးတွေရဲ့ Chical အစေးအထိပေါ့တိုက်ကြည့်တယ်မတူဘူးခက်တီလဲကွာပြီးမြင်သစ်ပင်ကထွက်တဲ့အစေးကိုဝါတဲ့အလေးအထက်ကတော့ကဘာအနာမှာရှိခဲ့တဲ့ဆိုတာကိုတွေ့ရမှာပါ ခုနကပြောခဲ့တဲ့ချစ်ကုဆိုတာကမီဆူအမေရိကတိုက်ကစာပိုဒီလာတစ်ပင်ကနေရတဲ့တဘာဝအစီတစ်မျိုးပေါ့ဒီချစ်ကုဆိုတဲ့နာမည်လေးကိုတော့တေချာမှတ်ထားဖို့လိုမယ်နော်ဘာလို့လဲဆိုတော့ဒီအစီဟာခေတ်သစ်ပြီးခေလောကကြီးတစ်ခုလုံးကိုမွေးဖွားပေးခဲ့တဲ့အဓိကတော့ချက်ဖြစ်လာမှာမို့လို့ပါပဲ ကဲအခုကျွန်တော်ရဲ့ဇလန်က19ရာစုကိုခုံကူရောက်ရှိလာပါပြီဒီခေတ်မှာ American T20 တင်လောက်ရဲ့ကန်ကောင်းတဲ့ကြာရှုံးမှုတစ်ခုကနေခေတ်သစ် PK ဆိုတာပေါ်ပေါက်လာခဲ့တာပါ T20 Thomas Adams ဟာ Chical အစေးရီကိုမက္ကဆီကိုကနေတင်သွင်းခဲ့တယ်။ဒါပေမဲ့သူ့ရည်ရွယ်ချက်က PK လို့ဖို့လုံးဝမဟုတ်ဘူးဗျာ။ရာဘာအစားထိုးစေပေါ်ပစ္စည်းတစ်ခုထုတ်လုပ်ဖို့စ조사နေတာ။ဒါပေမဲ့သူဘလို့ပဲစ조사သူ့ရဲ့စံတမှုတွေအားလုံးဟာလုံးဝကိုမအောင်မြင်ခဲ့ပါဘူး ကဲသူဘလို့လုပ်ပြီးမတော်တဆအောင်မြင်သွားလဲဆိုတာကိုအစင်းလိုက်ကြည့်လိုက်ရအောင်ရာဘာလို့ဖို့မအောင်မြင်တော့တဲ့အခါမှာအဒမ်ဟာမက္ကဆီကိုကဒေသခံတွေချစ်ကလေးအစည်းကိုဝါနေတော့ကိုပြင်တရီရသွားတယ်အဲ့ဒီမှာတင်သူအတွေ့တစ်ခုရပြီးအဲ့ဒီအစည်းကိုပျော့သွားအောင်ပြုတ်လိုက်တယ်ပြီးတော့ဘာရတာမှမထည့်ပဲ Adams New York Gum ဆိုတဲ့နာမည်နဲ့ရောင်းချခဲ့တာပေါ့ဒါဟာစီးပွားဖြစ်ရောင်းချတဲ့ပထမဆုံး PK ထလာခဲ့ပါတယ် တကယ်ကိုစိတ်ဝင်စားစရာကောင်းတာက1890မှာ Adams ရောင်းခဲ့တဲ့ပထမဆုံး PK တွေဈေးနှုန်းဟာတပြားတည်းပါပဲစဉ်းစားကြည့်ပါဒီတပြားတန်ပစ္စည်းလေးကနေကဘာကျော်လုပ်ငန်းကြီးတစ်ခုဖြစ်လာလိမ့်မယ်လို့အဲ့ဒီအချိန်ကဘသူကားများထင်ပါလဲနော် PK ကိုတော့ဒီထွင်ပြီးသွားပြီဒါပေမဲ့တပြားတန်အရသာမရှိတဲ့မုံလီတစ်ခုကနေကဘာကျော်ဖြစ်စဉ်တစ်ခုဖြစ်လာအောင်ဘသူတွေကများပြောင်းလဲပေးခဲ့တယ်လေအဲ့ဒီမှာဇလန်သက်ကိုဝင်လာလာကတော့ဈေးကွက်ဖို့ဆုံးတဲ့နေရာမှာပါရမီပါတဲ့လူတွေပါပဲ Adams ရဲ့ PK မှာအကြီးမားဆုံးပြဿနာတစ်ခုကအရသာမရှိတာပဲအဲ့ဒါကို William Wrigley Jr. လိုလူတွေကအခွင့်အရေးတစ်ခုခင်မြင်ခဲ့တယ်သူတို့က PK တဲ့ကိုတခြားတွေပူစီနာလိုလူကြိုက်များတဲ့အရာတွေထည့်ပြီးဇဲဆုံးမှုရှိတဲ့ထုတ်ပုံမှုတွေနဲ့ဇဲကွက်တင်လိုက်တဲ့အခါမှာတော့ PK ဟာလူတိုင်းရဲ့ပါဇက်ဖျားမှရေပန်းစားလိုက်တယ်ပါတော့တယ် ဆိုတော့အရသာနဲ့ marketing ပေါင်းလိုက်တဲ့အခါဘလောက်တောင်အစွမ်းထက်သွားလဲဆိုတာကိုဒီချမှာတိုင်တာမြင့်နိုင်ပါတယ်20ရာစုအစောပိုင်းမှာအရသာရှိတဲ့ PK တွေရဲ့အယောင်ပမာဏဟာတကယ်ကိုမယုံနိုင်လောက်အောင်ကိုတဟွန်တိုးတက်သွားခဲ့တာပါ ကဲအခုကျွန်တော်တို့မျက်မှောက်ခေတ်ဘက်ကိုခုန်ကူးကြည့်လိုက်ရအောင်ဒီနေ့ခေတ်ကျွန်တော်တို့ဝါနေတဲ့ PK ကိုပုံဖော်ပေးခဲ့တဲ့တစ်ပံပညာနဲ့တီထွင်မှုတွေကတော့ဘာတွေဖြစ်မလဲ ပြီးခဲ့တဲ့နှစ်တရာလောက်အတွင်းမှာဆို PK လောကကတော်တော်လေးကိုပြောင်းလဲသွားခဲ့တယ်1928မှာပထမဆုံးဘာဘာဂမ်ဆရာပေါ်လာတယ်ဒုတိယကမ္ဘာစစ်အပြီးမှာတော့တဘာဝချစ်ခလအစားဓာတုပစ္စည်းတွေကိုအစားထိုးတုံးလာကြတယ်1950ပြည့်နှစ်တွေမှာတော့တွားချမ်းမာရတဲ့တခြားမပါတဲ့ PK တွေပေါ်လာခဲ့ပြီးအခုခေတ်မှာဆိုရင်တော့ဗီတာမင်တို့ကဖင်တို့လိုအကျိုးကျေးဇူးတွေပေါင်းထည့်ထားတဲ့ functional PK တွေအထိတိုးတက်လာခဲ့ပါပြီ PK ရဲ့သမိုင်းမှာမတော်တဆဆိုတာကဇလိုက်ခိနေသလားတော့ထင်ရတယ်နောက်တော့ဥပမာတစ်ခုပြောပြရင်အကောင်ဆုံး bubblegum formula ကိုမတော်တဆတီထွင်ခဲ့သူဟာ Fleer PK ကုမ္ပဏီရဲ့စည်ရင်းကင်တယောက်ဖြစ်တဲ့ Walter Dimer ဆိုရင်နော်တကယ်ကိုထူးဆန်းတဲ့အချက်လေးတွေနော် ရှေးကေဖို့စပတ်ပင်ကတရဆေးခဲကနေအခုခေတ်အကျိုးကျေးဇူးပါတဲ့ PK အထိ
ဒီရိုးရှင်းတဲ့ဝါချင်းအလေးထားဟာကျွန်တော်တို့ကိုထောင်စွန်းနှစ်ပေါင်းများစွာတလျောက်ဆက်သွယ်ပေးနေတယ်လို့ပါပဲဒါဟာနေရာဒေသအချိန်ခါလာတွေမတူညီပေမဲ့လူသားတွေအားလုံးမျှဝေခံစားခဲ့ကြတဲ့ရှေးကြတဲ့အလေးထားတစ်ခုပါ မျိုးဆက်ပေါင်းများစွာဝါလိုက်ခဲကြပြီးတဲ့နောက်မှာတော့မေးစရာရှိလာပါတယ်။ PK ရဲ့အနာဂတ်ကတော့ဘယ်လိုပုံစံဖြစ်လာနိုင်မလဲ။ဘာတွေများထပ်ပြီးတီးထွင်လာအောင်မလဲ။စဉ်းစားစရာပဲနော်။